ကျမတေဆုံးသွားခဲ့တာ3ရက်တောင်ရှိနေပြီဖြစ်ပေမဲ့သမီးလေးကတော့ကျမပင်ပန်းလို့အိပ်ပျော်နေတယ်လို့ပဲထင်နေခဲ့တာပါ။ဒါကြောင့်အဲ့ဒီညကအိတ်ခမ်းဒီမှာသမီးလေးကရေနွေးတွေပြေးလွှားယူလာပြီးကျမရဲ့ခြေထောက်တွေကိုဆေးကြောပေးနေခဲ့တယ်။သူမကကျမရဲ့ခန္ဓာကိုယ်ကြီးတစ်ခုလုံးရေခဲလိုအေးဆက်နေတာကိုသတိထားမိတော့ကျမကိုသူမရဲ့ရင်ခွင်ထဲမှာတင်းတင်းကြပ်ကြပ်ဖတ်ထားရင်းအိပ်ပျော်သွားခဲ့ပါတယ်။ကျမရဲ့ဝိညာဉ်ကတော့ဘေးကနေဒါကိုကြည့်ပြီးရင်ခွဲမတက်ခံစားနေရတာပါ။အဲ့ဒီနေ့မှာပဲအိမ်နီးနားချင်းတွေကကျမတို့အိမ်ထဲကနေထွက်လာတဲ့နန်စော်တဲ့အနံ့ကိုရသွားကြတယ်။သူတို့အိမ်ထဲဝင်လာတဲ့အချိန်မှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အကုန်လုံးလန့်သွားကြတယ်။ကျမရဲ့အခြေအနေကိုမြင်တော့သူတို့ကကျမရဲ့လင်ယောက်ျားဟောင်းစီချက်ချင်းဆက်သွယ်ခဲ့ကြပေမဲ့သမီးလေးကတော့ကျမကိုထမင်းကျွေးဖို့အလုပ်ရှုပ်နေတော့မှာပဲ။သူမရဲ့မိထွေးဖြစ်သူကမင်းမေကတည်သွားပြီလို့ပြောလိုက်တဲ့အခါသမီးလေးကအလွန်ဒေါသထွက်သွားခဲ့ရတယ်။သူမကကျမကိုအိပ်ပျော်နေုံပဲလို့အမြဲယုံကြည်နေခဲ့တာပါဒါပေမဲ့လင်ယောက်ျားဟောင်းကတော့တက်တော်ဆောင်တွေကိုကျမရဲ့ရုပ်အလောင်းကိုတဲထုတ်သွားဖို့မိန့်ပေးလိုက်တယ်။ဒါကိုမြင်တော့သမီးလေးကများဘာမှမတတ်နိုင်ပဲအော်ဟစ်ငိုယိုနေခဲ့ရရှာတယ်။နာရေးကူညီမှုအသင်းရဲ့စင်ကြံလန်းမှာသမီးလေးဟာတောင်ပေါ်မှာနေထိုင်နေနတ်ဖျားတစ်ပါးအကြောင်းကိုမတော်တဆကြားလိုက်ရတယ်ဘသူမဆိုစိတ်ရင်းမှန်နဲ့ဆူတောင်းရင်ဆူတောင်းပြနိုင်တယ်လို့ဆိုကြတာကြောင့်အဲ့ဒီညမှာပဲသမီးလေးကကျမကိုတိတ်တဆိတ်လာရှာခဲ့တယ်။နောက်နေ့မှာတော့သူမကကျမရဲ့ရုပ်အလောင်းကိုပွေ့ချပြီးအဲ့ဒီတောင်စီကိုဥတီထွက်ခွာခဲ့တယ်။သူမကနတ်ဖျားစီမှာကျမကိုအသက်ပြန်ရှင်ပေးဖို့အတနာခံတောင်းပန်ချင်နေတာပါ။လမ်းခရီးမှာသူမကကျမရဲ့ရုပ်အလောင်းကိုပင်ပန်းပန်းဆွဲခေါ်လာရင်းနတ်ဖျားစီမှာအဆက်မပြတ်ဆူတောင်းနေခဲ့တယ်။ဒါပေမဲ့ရာသီဥတုကအလွန်ပူပြင်းလွန်းတာကြောင့်နောက်ဆုံးမှာသူမအပူရှက်ပြီးတတိလေလဲကျသွားခဲ့ရတယ်။ဒါကိုမြင်နေရတဲ့ကျမလည်းသူမကိုကူညီဖို့ဘာစွမ်းအားမှမရှိခဲ့ပါဘူး။သမီးလေးပြန်နိုးလာတဲ့အချိန်မှာတော့ဆေးရုံကတင်ပေါ်ရောက်နေခဲ့ပါပြီ။ကျမရဲ့လင်ယောက်ျားဟောင်းနဲ့သူ့ဇနီးကသူမအတွက်တကယ်ကိုစိုးရိမ်နေဟန်ပြပြီးပြုစုဆောက်ရှောက်ဖို့အိမ်ကိုခေါ်လာခဲ့ကြတယ်။ဒါပေမဲ့ကုမ္ပဏီကိစ္စတွေကြောင့်လင်ယောက်ျားဟောင်းကခိတ္တထွက်ခွာသွားရတဲ့အခါသူထွက်သွားတာနဲ့တပြိုင်နက်သူ့ဇနီးရဲ့မျက်နှာမူအရာကချက်ချင်းပြောင်းလဲသွားခဲ့တယ်။သူမကကျမရဲ့သမီးလေးကိုအစီကံတယောက်လိုစတင်ဆက်ဆံပါတော့တယ်။သူမကသမီးလေးကိုရေနွေးချမ်းဖြော်ဖို့ခိုင်းစေခဲ့ပြီးသမီးလေးက10စက္ကန့်လောက်တုံဆိုင်သွားတာနဲ့ချက်ချင်းပဲဒေါသတကြီးရိုက်နှက်ပါတော့တယ်။ကျမရဲ့ဝိညာဉ်ကဘေးကနေကြည့်နေုံကလွဲလို့ဘာမှကူညီပေးလို့မရခဲ့ပါဘူး။သမီးလေးကတော့နာခံပြီးအလုပ်တွေကိုဆက်လုပ်နေခဲ့ရရှာတယ်တကယ်လို့အလုပ်တွေတေချာမလုပ်နိုင်ရင်သူမကိုထမင်းအောင်ကျွေးမှာမဟုတ်ပါဘူး။အဲ့ဒီညမှာသမီးလေးကဗိုက်စာလုံးလို့ထပ်ပြီးမအောင်နိုင်တော့တာကြောင့်ခြေပလာနဲ့လမ်းမပေါ်ကိုထွက်ပြေးလာခဲ့ရရှာတယ်။သူမကဗိုက်ဖြည့်ဖို့အတွက်စားစရာတစ်ခုခုတောင်းခံချင်ခဲ့ပေမဲ့လေဘယ်သူတဦးတယောက်ကမှသူမကိုကူညီဖို့အလိုမရှိကြပါဘူး။သမီးလေးဟာမျောလင်းချက်မဲ့စွာနဲ့လမ်းလေခေါင်းမှာရက်နေခဲ့ပြီးမိမိစီကိုအရှိန်ဟုန်နဲ့မောင်းနှင်လာတဲ့ထရက်ကားကြီးကိုလုံးဝသတိမထားမိခဲ့ပါဘူး။အဲ့ဒီလိုအရေးကြီးတဲ့အခိုက်အတန့်မှာပဲကျမရှေ့ကိုအတင်းပြေးထွက်ပြီးသူမကိုတင်းတင်းကြပ်ကြပ်ဖတ်လိုက်မိတယ်။ဒီလောက်ရက်ကနတ်ဖျားကိုစိတ်လှုပ်ရှားသွားစေခဲ့တာထင်ပါတယ်။ကျမနတ်ဖျားနဲ့နောက်တစ်ချိန်ဆုံခွင့်ရခဲ့တယ်။နတ်ဖျားကကျမအသက်ပြန်ရှင်လာတာကိုဝမ်းမြောက်စကားဆိုခဲ့ပါတယ်။ကျမလည်းသမီးလေးနဲ့ပြန်ဆုံရဖို့အတွက်မစောင့်နိုင်အောင်ဖြစ်ခဲ့ရပေမဲ့ကျမကိုဒီကဘာမြေပေါ်ပြန်ခေါ်လာဖို့အတွက်သမီးလေးခမများဘလောက်တောင်ကြီးမားတဲ့ပေးဆက်မှုတွေလုပ်ခဲ့ရလဲဆိုတာကျမလုံးဝမသိခဲ့ပါဘူး။ချိန်စာတစ်ခုလိုဖြစ်သွားခဲ့တဲ့သမီးလေးရဲ့ပေးဆက်မှုနောက်ွယ်ကပြုတ်ဝက်ချက်ကဒီလိုစိတ်မကောင်းစရာဇလန်းကောင်းလေးတွေကိုစက်ကြည့်ချင်ရင်တော့ကျမတို့ channel လေးကို like နဲ့ follow လုပ်ထားပေးဖို့မမေ့နဲ့ဦးနော်။